င်ကစားဆရာတော်ဒီရန်ကုန်မြို့သို့ကြွတော်မူပြီးနောက်တကားတကမအပေါင်းတို့ကိုနိဗ္ဗာန်ရောက်ကြောင်းတရားတော်လို့ကိုချီးမြှင့်လျက်ရှိလေသည်တနေ့ဆရာတော်၏တရားပွဲသို့တကားတလို့သည်သားကိုလက်ဆွဲလျက်ရောက်ရှိလာပြီးဆရာတော်ဟောကြားသောတရားတော်ကိုနာယူလျက်ရှိလေသည်တရားတော်ဟောကြားပြီးပြီးဆုံးလင်အဆိုပါတကားသည်သားနှင့်အတူဆရာတော်ထံပါတိုးကပ်လျက်အရှင်ဘုရားတပည့်တော်တို့ဇနီးမောင်နှံဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်ဒါပေမဲ့ဟောဒီသားကြတော့ဗုဒ္ဓဘာသာကိုပြစ်ပယ်သည့်တခြားဘာသာတွေကိုလိုက်လံကိုးကွယ်လျက်ရှိပါတယ်အဲ့ဒီကိစ္စအတွက်ဆရာတော်မတရားဟောပြဆုံးမပေးတော်မူပါဗျာဟူ၍လျှောက်ထားတောင်းပန်လေသည်ထိုအခါဆရာတော်ကဗုဒ္ဓဘာသာတရားဤလေးနှစ်ပုံကိုလူရွယ်နားလေသဘောပေါက်စေရန်အကျိုးအကြောင်းဆက်ဆက်လျက်ဖွင့်ဆိုရှင်းပြဟောကြားတော်မူလေသည်ပြီးလီတော့နေပါဦးတကားလေးရဲ့ကိုမိဘတွေကဗုဒ္ဓဘာသာဝင်ဒီဖြစ်ကြပြီးတကားလေးကြမှာဘာဖြစ်လို့တခြားဘာသာကိုလိုက်ပြီးကိုးကွယ်နေရတာလဲဟုမေးလီတော့တကားဤသားလူရွယ်ကရှင်ဖေဟာတပည့်တော်အနေနဲ့တခြားဘာသာကိုနားလည်လို့မဟုတ်ရပါဘူးဖေဟာတပည့်တော်ရဲ့အပေါင်းအသင်းတကယ်ချင်းတွေကသူတို့ဘာသာတွေဝင်ဖို့ဆွဲကြတာနဲ့အာနာပါနာပါသွားတာပါဖေဟာဟုပြန်လေဖြေချလိုက်လေသည်တကားလေးဟာကလည်းအာမနာတင်တာကိုမှအာနာနေတာကိုပြောရရင်တကားလေးအချစ်ကဟိုပုံမြင်တဖို့လို့ဖြစ်နေပြီဘလို့ပုံမြင်လဲဖေဟာတပည့်တော်ကိုရှင်းလင်းစွာမိန့်ကြားပေးတော်မူပါဖေဟာပုံမြင်လေးကတော့ဒီလိုကွယ်ဟိုးရှေးရှေးတုန်းကဆိုပါတော့တောရွာကလေးတရွာမှာအထယ်ရောင်းစားတဲ့ဈေးတယ်မလေးတယောက်ချီလေရဲ့တနေ့အထယ်တွေကိုရောင်းချနေတော့မှယောက်ျားတစ်ယောက်ဟာစိုက်ရှိလာရဲ့ပြီးလုံကြီးတစ်ထည်ကိုကောက်ယူရင်းဒီလုံကြီးကဈေးဘယ်လောက်ရှိတယ်လဲခမညာလို့မေးလိုက်တယ်။ဒီတော့ဈေးထဲမှာကမောင်ကြီးကိုဈေးစကားပြောရမှာအားနာလာပါတယ်ရှင်။မောင်ကြီးဘာသာမောင်ကြီးပဲပေးနိုင်တဲ့ဈေးကိုပြောပါရောင်းနိုင်တဲ့အနေအထားရှိရင်လဲရောင်းလိုက်မှာပါရှင်လို့ပြောတဲ့အဲ့ဒီမှာဈေးဝယ်ယောက်ျားကကျူလဲဈေးပေးရမှာအားနာတယ်ဗျာနဲသောရှိများသောရှိမကောင်းမှုထင်ပါတယ်ငါနှမပဲဈေးပြောကြည့်ပါကွယ်ဝယ်နိုင်မို့လဲဝယ်ရတာပေါ့လို့ပြန်ပြောလိုက်တယ်ဈေးတယ်မှလည်းမရဘူးအိုးပေးတာပေးပါမောင်ကြီးပေးနိုင်မယ်ထင်တဲ့ဈေးတာပေးပါကျမလည်းဈေးဆိုရမှာအားနာလို့လို့ပါတဲ့ဟာဗျာကျုပ်ကလည်းနှမလိုပဲအားနာတတ်တာပဲဗျာအားနာတာမှပြောမနေနဲ့တော့ကျုပ်အားနာလို့ငွေ9ဆောင်ဆုံးသွားဘူးလေအဲ့ဒါလိုလဲဈေးပဲယောက်ျားကဆိုးလိုက်ရောဈေးတိုင်းမှာကလေးအားချမခံမောင်ကြီးအားနာလို့ဆုံးရှုံးရတာကငွေ9000နဲ့ရေကျမအားနာတာတော့မစိုးပါဘူးဘလို့မစိုးတာလဲကြောပြဆောင်အောင်ဗျာကျမအားနာတာကဟုတ်မှာစော့နေတဲ့ကလေးတွေတွေ့ရမဟုတ်လားတွေ့ပါရဲ့9ယောက်တောင်မှဟုတ်တယ်မောင်ကြီးရဲ့တက်ဒီ9ယောက်စလုံးမှာတယောက်မှအဖီခေါ်စရာမရှိဘူးလေအဲ့လောက်အားနာတတ်တာအဲ့ဒီပုံမြင်လေးလိုပါပဲတကားလေးရနဲ့အပေါင်းထင်းတွေပေါ်အားနာတာနဲ့နီယိုဖလာဘူဒဘာသာကိုပြစ်ပယ်ထားတာတော်တော်ကြာဈေးတယ်မကလေး9ယောက်အဖီမပေါ်ပဲမွေးထားသလိုချစ်နေပါဦးမယ်ကွယ်ဟူ၍ဆရာတော်ကအမင်းရှိလိုက်လေတာကာယကံရှင်တားဖနဲ့တကွတရားနာပရိသတ်အပေါင်းမှာရင်မောလိုက်ကြလေသည်အဆိုပါထိရောက်သောစကားဥပမာပုံမြင်ကြောင့်သူရဲလည်းအတိအမြင်မှန်ကန်သွားခဲ့ပြီးမိဘများစိတ်ချမ်းသာရသည့်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သွားခဲ့လေသည်တကား